Shaking ကအီဂျင်အုပ်ကူမောင် Simpson ကတုံးပုံရေးဆွဲထားမင်္ဂလာပါရှင် Five Star Channel ကကြိုဆိုပါရစေ Simpson ကတုံးကားကိုတော့လူတိုင်းလိုသိကြမှာပါ2005ခုနှစ်ဝန်းကျင်မှာ Simpson ကတုံးကားထွက်ပေါ်လာတာပါဒါပေမဲ့ရှေးခေတ်ကအီဂျစ်ဘီရင်ခေတ်ကလေးက Simpson ကတုံးပုံကိုရေးဆွဲထားခဲ့တယ်ဆိုတာကိုမကြာသေးမီကတူးဖော်တွေ့ရှိခဲ့တဲ့အုပ်ကူမှာတွေ့ကြရပါတယ်အီဂျစ်မှာတွေ့ရှိခဲ့တဲ့မြေအောက်ထဲကအုပ်ကူကတော့လွန်ခဲ့တဲ့နှစ်ပေါင်း3500လောက်ထဲကမြုပ်နှံထားတာဖြစ်ပြီးရစ်ပရောဟိတ်တစ်ပိုင်းရဲ့သမီးလောင်ဖြစ်ပါတယ်။အုပ်ကူမှာရေးသားထားတဲ့မှတ်သင်္ကေတတွေကြောင့်သိရတာပါ။ဒူဆန္နာကအုပ်ကူပေါ်မှာကတ်တွန်းပကြီးရေးဆွဲထားပြီးအဲ့ဒီပကြီးပုံကခေါင်းပေါင်းပြရင်ပြတ်အင်ကြီးစိမ်းအောင်နဲ့အဝါရောင်တိုင်းရရှိတဲ့လူတစ်ယောက်ပုံစံပါပကြီးပုံကနာမည်ကြီးကတ်တွန်းက Simpson နဲ့ကမိန်းမဖြစ်သူ Simpson Marsh နဲ့ဆင်တူနေတာမို့သူတေသနာပညာရှင်တွေကအံ့ဩနေကြပါတယ်။ပကြီးကားတွေကလူရဲ့မျက်နှာကတော့ Simpson ယောက်ျားကတ်တွန်းစက်ရုပ်နဲ့တပုံစံနဲ့ဆင်တူနေပါတယ်။